လေမုန်တိုင်းသတင်းတွေလည်းထပ်တက်နေတဲ့အတွက်ကြောင့်ကျွန်မ sharing လုပ်ပါမယ်အဲ့ဒါဘာလဲဆိုရင်ပြီးခဲ့တဲ့ရက်တွေမှာလည်းတက်တယ်ဖိလစ်ပိုင်နိုင်ငံမှာမုန်တိုင်းတိုက်ပြီးတော့မှသူတို့အိမ်နဲ့အများကြီးရေမြုပ်သွားတယ်တချို့ဆိုလည်းအများကြီးပဲငိုနေကြတယ်ပြီးရင်ခေါမိုးလိုက်အိမ်အများကြီးပဲအိမ်ချေတွေများပါသွားတာတွေတွေ့တယ်ဒါပေမဲ့ဒီနေ့သတင်းကလည်းထပ်ပြီးတော့မှသူတို့ရဲ့ဒီ typhoon မုန်တိုင်းကြီးကအင်အားအရန်ပြင်းပြီးတော့မှလူပေါင်းတန်းချီသူတို့ရဲ့ဘေးကင်းရာကိုရွှေ့ကြရတယ်ပြီးရင်ဒီဖိလစ်ပိုင်နိုင်ငံမှာမုန်တိုင်းကြီး typhoon ကြီးဝင်တဲ့အတွက်ကြောင့်မလို့နိုင်ငံကိုလည်းလေတွေတိုက်ပြီးတော့မိုးတွေရွာနိုင်တယ်မိုးအုပ်နိုင်တယ်ဆိုပြီးတော့မှအဲ့လိုလေးဖော်ပြနေတဲ့အတွက်ကြောင့်မလို့ကျွန်မကဒါလေးကို sharing လုပ်ချင်ဖြစ်ပါတယ်ပုံမှန်တော့ကျွန်မဒီဖိလစ်ပိုင်နိုင်ငံရဲ့ဒီမိုးလေဝသတွေပါပြောလို့မရှိပါဘူးတချို့ဆိုကျွန်မကိုအပေါင်းလေးနေပေးခဲ့တဲ့လူကတော့သိပြီးသားဖြစ်မှာပါပြီးတော့ပြီးခဲ့တဲ့နှစ်ပတ်လောက်မှာကျွန်မကိုအပေါင်းနေပြီး follow ပေးခဲ့တဲ့လူကတော့သိလိမ့်မယ်ဒါပေမဲ့ကျွန်မကို comment မှာခုထိမှတ်နေတော့မယ်မြန်မာနိုင်ငံအကြောင်းဘာလို့မပြောတာလဲတဲ့မြန်မာအကြောင်းနေပြောပါလားတဲ့မြန်မာနိုင်ငံအကြောင်းไม่စိတ်ဝင်စားတယ်ပြောလို့ရှိရင်မြန်မာနိုင်ငံအကြောင်းပြောပြီးမြန်မာလိုပြောတဲ့လူတွေအများကြီးရှိပါတယ်သူတို့ရဲ့ TikTok တွေသူတို့ရဲ့ Facebook တွေမှာတွက်ကြည့်ကြပါဘာဖြစ်လို့လဲဆိုရင်ကျွန်မကကမ္ဘာသတင်းနဲ့ဂျပန်သတင်းကမ္ဘာသတင်းနိုင်ငံရေးသတင်းတွေကိုကျွန်မပြောတာဆိုတာကဒီမြန်မာလိုပြောရင်ပိုနားလည်ပြီးတိုးတိုးနဲ့နားလည်ချင်တဲ့လူတွေတက်ကိုကျွန်မက share လုပ်ချင်ဖြစ်ပါတယ်အဲ့ဒါလေးကိုတော့နားလည်ပေးစီချင်ပါတယ်ပြီးတော့ကျွန်မ comment အောက်မှာမြန်မာအကြောင်းဘာလို့မပြောတာလဲမြန်မာအကြောင်းပဲစိတ်ဝင်စားတယ်ပြောတယ်ဆိုရင်မြန်မာအကြောင်းစိတ်ဝင်စားတယ်ဆိုပြီးတော့အချိန်10မိနစ်လောက်ယူပြီးကျွန်မကိုတိုင်ပင်ရက်ပြီး comment ပေးစရာမလိုပါဘူးသူများတွေရှိမှသူများမြန်မာလိုပြောတဲ့သတင်းတွေမှာအများကြီးရှိပါတယ်ကျွန်မတို့လည်းကြည့်နေပါတယ်ဘာလို့ဆိုအဲ့ဒီအကိုကြီးတွေဆိုရင်တအားပြောတတ်တယ်သူတို့ပြောတဲ့ဟာလေးဆိုကြည့်ပြီးကျမတို့အားကြရတယ်သူတို့ကတော့တကယ်စကားပြောရလဲအရင်ညံ့ညောစမှုဖြစ်ပြီးတော့မှပြပြနစ်ပြပေါ့နော်ပြနစ်လာပြလာအဲ့လိုမျိုးတွေပြောတတ်တဲ့အတွက်ကျမအရင်ကအဆင်ပြေတယ်ကျမကတော့အဲ့လိုမျိုးပြောတတ်တဲ့ထက်မှမပါပါဘူးကျမပြောပြီးသားပါကျမကိုတကယ်ကျမရဲ့အပေါင်းနေပြီးတော့ကျမကိုကြည့်တဲ့ပုံမှန်ကြည့်နေတဲ့လူဆိုလို့ရှိရင်ကျမအကြောင်းသိပါတယ်ကျမကဝါသနာရတယ်လို့ပြောနေတာဟုတ်တယ်ကျမသတင်းချိန်ရတဲ့လူလည်းမဟုတ်ဘူး train ထားရလည်းမဟုတ်ဘူးပေါ့နော် professional တကယ်သတင်းချိန်ရတဲ့လူကြတော့သူတို့ဘာသာပြန်ပေးရတဲ့လူတယောက်စာတန်းထိုးပေးရတဲ့လူတယောက် edit လုပ်ပြီးတော့သူတို့ photo shooting လုပ်ပေးတဲ့လူတယောက်သူတို့ပြောရတာတယောက်လေနော်ကျမတို့ကကြတော့ဝါသနာရကိုလည်းကြည့်ရတယ်ဒီကပတ်သတင်းဆိုရင်ဒေါ်နယ်ထရန့် USA ပူတင်ဘယ်လိုပြောမလဲသူတို့ဒီထိပ်တီးစီးဝေးတွေဆိုဘလို့ဘယ်တမတာဆိုဘလို့အဲ့လိုမျိုးတွေပေါ့ကျမကြည့်ရင်နဲ့ကြုံသူတို့ကျမရဲ့ followers တွေကိုကျမရဲ့ viewers တွေကိုတည်ရအောင်ဆိုပြီးကျမ share လုပ်ချင်ဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ bye bye